အနောက်နိုင်ငံတွေကိုအံ့အားသင့်သွားစေတဲ့တရုတ်ပြည်ရဲ့တရား project ကြီးဒီ project ကြီးကမဖြစ်နိုင်ပါဘူးလို့ကမ္ဘာနောက်ချမ်းကဆရာကြီးတွေကပြည့်ပြူကြပါတယ်ဒါပေမဲ့တရုတ်ကတော့အဲ့ဒီ project ကြီးကိုအပြီးသက်ပြနိုင်လိုက်ပြီပဲဖြစ်ပါတယ်ဒီဟွမ်ကျန်ကန်ယန်တရားကြီးဟာ2190မီတာထိအောင်ရှည်လျားပြီးတော့920မီတာထိမြင့်ပါတယ်ဒီမြင့်ကလက်ရှိကမ္ဘာအမြင့်ဆုံးတရားဖြစ်နေတဲ့မီတာ60အမြင့်ထက်အများကြီးတာလွန်နေပါတယ်အဲ့လိုအရန်ကြီးမြင်မာတဲ့တီဆောက်မှုကိုတိကျအောင်လို့သူတို့ဟာဂျိုရုနေရာချခြင်းဒီပညာကိုပထမဆုံးအနေနဲ့သုံးပြီးတီဆောက်နေကြပါတယ်ဒီ project မှာတိကျချက်ကတော့မီလီမီတာ4000မှအမှားမခံပါဘူးအဲ့ဒီကောင်ကိုပို့ပြီးတော့ဒီထက်ပို့ပြီးခိုင်ခန့်အောင်နှစ်ဖက်လုံးဟိုဘက်ဒီဘက်မှာကေဘယ်ကျိုးမြင့်တွေ218ကျိုးပါတဲ့ပင်မကေဘယ်ကျိုးကြီးနှစ်ခုစီတက်ဆင်ထားပြီးအဲ့ဒီကေဘယ်ကျိုးမြင့်လေးတစ်ခုထဲမှာစတီးဝါယာကျိုး60ကျိုးနဲ့တိဆောက်ထားတာပဲဖြစ်ပါတယ်အဲ့ဒီမှာစတီးဝါယာကျိုးတစ်ချောင်းရဲ့အချင်းဟာ9.8မီလီမီတာရှိပြီးအဲ့ဒီစတီးဝါယာလေးတစ်ချောင်းနဲ့ရိုးရိုးအိမ်စီးကားလေးတစ်စီးလောက်ကိုခံနိုင်ရရှိတာကြောင့်ဘယ်လောက်ထိခိုင်ခန့်နေအောင်မလဲဆိုတာတွေးကြည့်ကြပါတော့ဗျာ